Hello, all of me lava. I spawn in the Joseph body. A who then said page in a palace to Manchester, Sunan at the video. Then who then said page in my head. The finger bias law matches under the edge and which dog, Gramadio Pity, the rapport. Maga rapport in the video. Amorin it Boda Emily. Amorin Babule Sodo. Amorin ha to let's see rapport. Guamadwagasani is to be about Wagasani, Chima. As Lumina. ဒါတို့ရဲ့ခြေစမ်းပြပြီးတော့ဒါလုံးဝကိုကိုဖန်တီးမှုတွေရောပြင်နေတဲ့ report ကိုပြန်ပြီးတော့ခေါ်မလားဆိုတဲ့မေးတဲ့ချိန်မှာဘယ်လိုအမိုရင်ဘာပြောလဲဆိုတော့အမိုရင်ကသူ့အနေနဲ့ report ကိုသူခေါ်ဖို့စိတ်ဝင်စားတော့ရရစီနဲ့ရောင်းဖို့ကျွန်တော်ဘုတ်ဖွဲ့ကိုပြောထားပြီးဆိုပြီးအမိုရင်ဆိုလာတယ်ဒါအမိုရင်ဟာစကြမယ်ဆိုရင်တို့ချန်လို့ကငမွေးချန်ပါကမှပြီးတော့ဒါအချစ်တခြားအတင်းမှာကျွန်တော်တွေခြေစမ်းပြရဲပြန်ပြီးတော့အတင်းမှာခေါ်ပြီးတော့ပြန်အတုံးတက်လို့ရတယ်ဆိုတော့အတင်းဘက်ကကြည့်မယ်ဆိုရင်ပရိသတ်တွေဘက်ကကြည့်မယ်ဆိုရင်လည်းနှမျိုးပေမဲ့အမော်နီဘက်ကကြည့်မယ်ဆိုရင်တော့သူကဘာဟုတ်မခေါ်ခြင်းတော့သူနောက်ထပ်သူဒါမန်ချက်စတာယူနိုက်တက်ကိုနောက်ပြုစုဆောင်မဲ့တိဆောက်မဲ့ထဲမှာအတင်းနဲ့မှာရက်ဖို့ကိုသူမပါခြင်းတော့ဘူးရက်ဖို့နဲ့အမော်ရင်တို့ကလည်းဒါအမော်ရင်ရောက်တဲ့ချိန်မှာအစာပိုင်းကောင်းရင်နောက်ပိုင်းကတော့ဆိုင်ဖြစ်ခဲ့တယ်။ဘာလဲဆိုတော့ကျွန်တော်တို့အမော်ရင်စကားပြောနေချိန်မှာရက်ဖို့လို့ကနိုင်ချိုးကပေးထက်သွားလို့နောက်ပြီးဒါသူပြောရနေစနစ်တွေကိုလိုက်နာကောင်းလိုအဝလေကနဲ့မှာသူမီတင်ပြောတဲ့ချိန်မှာဒါစိတ်ရင်ပါတဲ့ဟန်နေလို့ပြောလို့နဲ့အမိုးရင်ကိုရဲ့စကားတွေကိုသူတို့တွေဟောပေါ့ဂေယူမဆက်လိုမျိုးဘဖို့ကလောက်တယ်ဆိုတော့ဒါနီးပြနဲ့အဆင်ပြေတော့ကြတော့အစတိုမီလာကိုသူကငှားချချိန်မှာဘဖို့ခြေစမ်းပြရမယ်အမိုးရင်ကတော့ဘလောက်ပဲခြေစမ်းပြနေပါစေဘဖို့ကိုသူပြန်ခေါ်ဖို့စီစဉ်မရှိဘူးဆိုပြီးတော့ဆွမ်းပြတဲ့ထားပြီးတာအတင်းကိုလည်းဘုတ်ဖွဲကိုလည်းသူပြောထားပြီးတာတန်း60လောက်ဖြစ်ပြီးတော့ရောင်းရင်တော့ရောင်းနေတာမဟုတ်လေတန်း60မြရလဲစီတင့်တော်တဲ့ဈေးရှင်မယ်ဆိုရင်လေ report ကိုတို့တွေရောင်းဖို့တိုက်တွန်းထားတယ်ဒါကြောင့်မို့ဘာကြောင့်အမိုတွေဟာ report ကိုမခေါ်ရင်လဲဆိုတော့ကြည့်မယ်ဆိုရင်တော့ report ဒီအတင်းကသူ့ရဲ့ဒါမန်ကိုကျွန်တော်တို့ခုကြည့်ကျွန်တော်တို့မန်စင်မကျွေးတာတဘောမျိုးဝမ်မိုတွေမြင်ဟုတ်ပေါ့ငါတို့ report ကိုမခေါ်တာကဘာလဲဆိုတော့မန်ကြောင့်မို့ဗျာဒီကမန်ဆိုရအတ္တမာနငါက report ရဲ့စိတ်ထဲမှာတော့ငါဒီတင်းမှာငယ်ငယ်လေးကရောက်လာတာမင်းကခုနောက်မှရောက်တဲ့ကောင်ငါ့ကိုဆရာပြလို့မရဘူးအဲ့လိုမျိုးပေါ့ငါတီရငယ်မွေးချမ်းပေါ့အတင်းကလည်းငါ့ကိုချစ်တယ်ပိတ်တဲ့ငါ့ကိုချစ်ပြီးသားဆိုတော့ဒီလိုမျိုးမန်စဲမကျူးလာလို့မြင်တယ်ဒါကြောင့်မို့အမိုရင်ဟာသူတို့နှစ်ယောက်ကအခုဆိုရင်တော့ပညာပြန်တဲ့ပေါ်မျိုးပဲ report ကလည်းသူ့စိတ်ထိတ်ကလည်းဒါသူပြောထားပြီးသားကသူ့ရဲ့ agent တွေကိုဒါမန်ယူကနေသူမန်ယူကနေသူထွက်ပြီးတော့အစတိုဗီလာမှာပဲသူနေနေဆိုပြီးတော့သူကပြောထားရဆိုတော့ဒါမန်ယူနဲ့ရက်ဖို့လို့ရဲ့ဇလန်ကတော့ကျွန်တော်ကတော့ပြီးတော့ဖြစ်သွားပြီရက်ဖို့ပြန်လာဖို့ကလည်းမဖြစ်နိုင်တော့ဘူးဗျာအမိုရင်ကလည်းရက်ဖို့ကိုခေါ်မှာမဟုတ်ဘူးဒီလိုမျိုးဒါပညာပြန်ရတာဆိုတော့သူနှစ်ယောက်ကကြည့်လို့မရတဲ့သဘောမျိုးပေါ့ဗျာအမိုရင်ရဲ့လက်ရှိနီးစနစ်တင်မှာလည်းရက်ဖို့ကိုသူခေါ်ဖို့စိတ်ဝင်စားတော့ဘူးအမိုရင်နောက်တဲ့ခေါ်မှာကစပိုတင်းကဂျော်ကရီလိုဒါနပိုလီကအော်စီမန်တို့လိုကိုသူတွေအမိုရင်ကပြစ်မှတ်ထားနေတယ်ဒီကြောင်ကတော့ရက်ဖို့ကမန်ယူမှာကျွန်တော်တွေနေရာမရှိတော့ဘူးဆိုပြီးအမိုရင်ကိုယ်တိုင်ကသူ့စိတ်ထဲမှာပါပြီးကြအဘဖို့ရင်ကဆိုတော့မဟုတ်ဘူးခန္ဓာချိုးကိုတောင်နဲ့အတီးပေးခေါင်းလောင်းတန်ထူထားတယ်ငါအတင်းမှာငါစတိုင်နိုင်မကစားဘူးဆိုရင်မင်းတို့လက်ကြအတင်းရဲ့ပုံဖွဲ့ကိုယ်တိုင်ကလည်းကျွန်တော်လက်ရှိနေထားကအမိုရင်ကိုအာနာပါဝါကိုပေးထားရလို့မြင်နေဗျအမိုရင်နစ်တဲ့လူချစ်တက်ကြီးချင်တွေကအသုံးမဟောပေါ့ဒါအတင်းမှာတရားကိုမရှိသေးပေမဲ့ဂျုံကြီးပြီးသားဖြစ်နေတယ်သူ့ရဲ့ကစားပွဲကိုသူဒီဆောင်းမဲ့အတင်းကိုမန်ယူဘုတ်ဖွဲ့ကယုံကြည်တဲ့ဘောမျိုးတက်ရောက်နေဆိုတော့ဒါတခြားဘောက်လက်ရှိနေထားတော့အမိုရင်ပါဝါကတော့ကြီးနေမှာပဲအမိုရင်ကတော့သူ့ရဲ့ဆုံးဖြတ်ကတော့ report ကတော့ဘာကောင်းနေနေသူ့ရဲ့ man ကိုမဆွေးအကျိုးတွေတော့သူတင်းမှာလာစားလို့မရတော့ဘူးဒါကြောင့်မို့ပြောနေတာကအမိုရင်ဟာလာမယ့်ရာကြီးမှာတော့တခြားဘောက် Manchester United မှာရှိရဲ့ man စဲမကျိုးတဲ့ကောင်တွေကိုကျွန်တော်တို့လက်ရှိဒါအပြောင်းရှိမှာရှင်းထုတ်ဖို့တော့အလားတည်းညာနေတယ်ဒါတော့တကယ်လည်းရှင်းထုတ်တင်နေပါပြီဘာလဲဆိုတော့ဒရာမာတွေပညာပြတာကိုခံရတာကမကောင်းဘူးဗျာတကယ်ဆိုရင်ဒရာမာတွေပညာပြလိုက်ပြီဆိုရင်ခံရတာကနီးပြပဲပေါ့ကစားပွဲမကောင်းဘူးအခြေမလာဘူးရလမကောင်းဘူးဆိုရင်တော့အဓိကခံရမှာကနီးပြပဲအဲကြောင့်မို့အခုငမိုရင်လိုရက်ကတော့ကျွန်တော်ထောက်ခံပါတယ်ဘာဖြစ်သူကသူခေါင်းဆောင်ပိုင်းတယောက်ကိုယူဆတာဆိုတော့ဒီကြပေါ့သူ့ရဲ့ list နဲ့အမ်မွန်နဲ့ကောင်တွေသူ့စကားကိုနားဖန်တဲ့ကောင်တွေကတော့ဖြုတ်ထုတ်တယ်လုပ်မယ်လို့မြင်ပါတယ်ဒါတော့မန်ယူနဲ့ပတ်သက်ပြီးတော့ပို့လို့ရပတ်သက်ပြီးတော့ကျွန်တော်ဒီဆက်ပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော့နေ့ဒီကိုပိုင်းဆိုင်နိုင်ကြပါစေခင်ဗျ